မိန်းကလေးတယောက်စီကိုသူ့ရဲ့အခင်ဆုံးတငယ်ချင်းစီကညတကောင်အချိန်မှာဖုန်းလာပါတယ်သူ့စီကိုလာခဲ့ပေးဖို့လှမ်းခေါ်တာပါဒါပေမဲ့ရောက်သွားတဲ့အချိန်မှာတော့နွေးနွေးထွေးထွေးကြိုဆိုတာမျိုးမဟုတ်ဘဲနဲ့ရေချိုးခံထဲမှာအသက်မိတ်ရသားလဲလျောင်းနေတဲ့တငယ်ချင်းဖြစ်သူကိုပဲတွေ့လိုက်ရပါတယ်ပြီးတာနဲ့ဇက်ကားကိုဘဲလေးအကဖြောပြပွဲတစ်ခုနဲ့စတင်ထားပြီးတော့ကားကြီးတဲ့တီကစင်မော်မှာကြော့ကြော့မော့မော့နဲ့ကပြနေကြပေမဲ့တယောက်ကတော့စိတ်မသက်မသာဖြစ်နေတာသိတာပါတယ်သူကတော့မင်းဟီးပါသူကကားကွက်တွေကြောင့်စိတ်လှုပ်ရှားနေတာမျိုးမဟုတ်ဘဲနဲ့သူ့ကိုမျက်တောင်မခတ်တန်းစိုက်ကြည့်နေတယ်ပရိသတ်ထဲကအမျိုးသားတယောက်ကြောင့်စိုးရိမ်နေတာပါနောက်တော့မြင်ကွင်းကကုံစုံဆိုင်တစ်ခုစီကိုရောက်သွားပါတယ်လူမိုင်းတစုကဆိုင်ကိုလူရက်ဖို့ရောက်လာပြီးတော့ဆိုင်ဝန်ထမ်းကပိုက်ဆံရှင်းဖို့ပြောတဲ့အခါမှာတယောက်ကဓာတ်ထုတ်ပြီးတော့ငွေတစ်တာကိုဖွင့်ခိုင်းတော့တာပါပဲအဲ့ဒီအချိန်မှာအမျိုးသမီးတယောက်ကပန်ကေတဘူးကိုကင်ပြီးတော့ကောင်တာရှေ့ကိုရှောက်လာရင်းနဲ့အေးအေးဆေးဆေးပဲငွေဆက်ကူအထက်လိုက်ကိုထုတ်လိုက်ပါတယ်လူရက်တဲ့သူတွေကငွေတစ်တာတွေကပတ်စံတွေကိုယူသွားတာမြင်တော့သူရမဲ့အကြွေကိုအဲ့လူတွေယူထားတဲ့ထဲကနေပြန်နှိုက်ယူလိုက်ပါတယ်လူမိုက်တွေကတော့ဒီမိန်းကလေးကဘာလဲဆိုပြီးတော့ဒေါသထွက်သွားကြပါတယ်တယောက်ကဓာတ်နဲ့ထိုးဖို့ပြေးဝင်လာပေမဲ့ကောင်မလေးကမထိခင်မှာပဲအမြန်နှုံးနဲ့အားပါပါပြန်ပြီးတော့ခုခံလိုက်ပါတယ်စက္ကန့်ပိုင်းအတွင်းမှာလေလူမိုက်တွေအားလုံးကျမ်းမြေပေါ်မှာနာနာကျင်ကျင်နဲ့လူလိမ့်သွားကြပါတယ်ပြီးတာနဲ့ပျက်စီးနေတဲ့နက်နက်သီးဘူးတွေအတွက်ပါပိုက်ဆံရှင်းပြီးတော့အေးအေးဆေးဆေးပဲထွက်သွားပါတယ်သူ့နာမည်ကတော့အုတ်ကျူပါအဲ့ဒီညမှာပဲအုတ်ကျူအိမ်ပြန်ရောက်လာလို့အိယာပေါ်မှာနားနေတော့မှဖုန်းမိလာပါတယ်သူ့စီကိုဖုန်းဆက်တာကတော့အဆက်အသွယ်မရှိတာကြာနေပြီဖြစ်တဲ့အခင်းဆုံးတငယ်ချင်းဖြစ်တဲ့မင်းဟီးပါမင်းဟီးရဲ့အတန်တွေကတုံကြီးနေပြီးတော့အုတ်ကျူကိုသူ့စီကိုလာခဲ့ဖို့တောင်းဆိုလိုက်ပါတယ်အုတ်ကျူကလည်းတော့ကိုဆွဲပြီးတော့ထွက်လာရင်းနဲ့လမ်းမှာအရက်တချို့ဝင်ဝယ်ပြီးတော့မင်းဟီးရဲ့တိုက်ခန်းစီကိုစိုင်ကင်နဲ့အပြေးသွားလိုက်ပါတယ်ရောက်တဲ့အခါမှာတကားပဲတီးပြီးတော့မင်းဟီးရဲ့နာမည်ကိုအော်ခေါ်ပေမဲ့ဘာသာမှမကြားရပါဘူးစိုးရိမ်သွားတယ်အုတ်ကျူကတကားကုတ်ကိုနှိပ်ပြီးတော့အထဲကိုဝင်လိုက်တဲ့အခါမှာတော့တိုက်ခန်းကတိတ်ဆိတ်နေပုံရပေမဲ့အိယာပေါ်မှာတည်တည်တတ်တတ်ထုတ်ထားတဲ့လက်ဆောင်တစ်ခုကိုတွေ့လိုက်ရပါတယ်အထဲမှာတော့ဘဲလေးကဖက်နှက်တစ်စုံနဲ့အတူတူငါ့အတွက်လက်စားချေပေးပါလို့ရေးထားတဲ့လျှို့ဝှက်ချက်ပါတဲ့စာတိုလေးတစ်စောင်ကိုတွေ့လိုက်ပါတယ်စာရဲ့အောက်ခြေမှာတော့ Instagram အကောင့်တစ်ခုပါနေပြီးတော့တိုက်ခန်းထဲမှာလိုက်ရှာရင်းနဲ့မင်းဟီးစီကိုဖုန်းဆက်ကြည့်လိုက်တော့ရေချိုးခန်းထဲမှာဖုန်းမိလာတာကိုကြားလိုက်ရပါတယ်အဲ့ဒီမှာပဲမင်းဟီးတယောက်သွေးရိုင်ထဲမှာလဲနေတာကိုတွေ့လိုက်ပြီးတော့တုံလုံးချောက်ချသွားပါတော့တယ်အုတ်ကျူတယောက်တော်တော်လေးကိုဝမ်းနဲ့ကြေကွဲနေပြီးတော့မင်းဟီးနဲ့စတွေ့ခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်ပေါ်လာပါတယ်အဲ့ဒါကသူ့တယောက်တည်းဖြစ်နေတဲ့မွေးနေ့တုန်းကပြန်ဆောင်ခဲ့ကြတာပါအုတ်ကျူကသူ့ဘာသာကိတ်မုံဝယ်ဖို့မုံဆိုင်တစ်ခုတည်းကိုဝင်သွားခဲ့ပြီးတော့ဆိုင်ရှင်ကသူ့ရဲ့အတန်းပေါ်ဟောင်းမင်းဟီးဖြစ်နေခဲ့တာပါအုတ်ကျူတယောက်တည်းဖြစ်နေတာကိုသိတဲ့အခါမှာတော့မင်းဟီးကကော်ဖီတောက်ဖို့ဖိတ်ပြီးတော့သူရွေးထားတဲ့မုံချောကလက်ကိတ်မုံနဲ့အိတ်ခံခဲ့ပါတယ်သူတို့နိုင်ပေါင်းများစွာစကားပြောခဲ့ကြပါတယ်အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့မင်းဟီးကနိုင်ငံခြားမှာ professional ဘဲလီအကသမားတစ်ယောက်ဖြစ်ချင်တယ်သူ့ရဲ့အိမ်မက်တွေကိုပြောပြပါတယ်အေးစစ်စစ်နဲ့တည်ငြိမ်လာတဲ့တက်တော်ဆောင်တစ်ယောက်ဖြစ်တဲ့အုတ်ကျူကလည်းမင်းဟီးရဲ့နှွေးထွေးမှုတွေထဲမှာမမျှော်လင့်မဲနဲ့စိတ်သက်သာရာရမှုကိုရှာတွေ့ခဲ့ပါတယ်သူတို့ကတယောက်နဲ့တယောက်လုံးဝဆန့်ကျင်ဘက်တွေဖြစ်ကြပေမဲ့အခင်းဆုံးတငယ်ချင်းတွေဖြစ်သွားပါတယ်မင်းဟီးကအုတ်ကျူရဲ့တိတ်ဆိတ်ချောက်ကပ်ပြီးတော့အထီးကျန်တဲ့ကဘာတဲကိုအလင်းရောင်နေနဲ့ပျော်ရွှင်မှုတွေယူဆောင်လာပေးပြီးတော့ဘဝကဒီထက်ပိုကောင်းနိုင်တယ်လို့ယုံကြည်လာအောင်လုပ်ပေးခဲ့တဲ့သူပါအခုတော့မင်းဟီးမရှိတော့ပါဘူးလက်ရှိချိန်မှာတော့အုတ်ကျူက chef ခိုင်ကိုရှာဖို့အသေးအံစူးစမ်းနေပါတယ်အဲ့နာမည်ကို online မှာလိုက်ရှာရင်းနဲ့ဆူရှီဆိုင်တစ်ဆိုင်ကိုတွေ့သွားတာကြောင့်ဝယ်သူရောင်ဆောင်ပြီးတော့ဆူရှီတဘူးမှာလိုက်ပါတယ်ဒါပေမဲ့ China ကပဲပဲငပိရေဘယ်နှထုတ်ယူမှလဲဆိုပြီးတော့မေးတဲ့အခါမှာအုတ်ကျူကအပြေမှားပေးလိုက်မိလို့သူကချက်ချင်းပဲစကားပြောတဲ့ကထွက်သွားပါတော့တယ်နောက်ပိုင်းမှာမင်းဟီးရဲ့ဖုန်းမိလာတာကြောင့်အုတ်ကျူကကင်လိုက်တဲ့ခါမှာတစ်ဖက်ကအမျိုးသားကမင်းဟီးပဲထင်ပြီးတော့တရားမှလာတွေ့ဖို့ချိန်ကြောက်ပါတယ်အုတ်ကျူကအဲ့ညမှာတရားစီကိုတွားပြီးတော့အဝေးကနေစောင့်ကြည့်နေလိုက်ပါတယ်အဲ့ဒီမှာချိုင်ကဇိန်ခံကားစီးနဲ့ရောက်လာတာကိုတွေ့လိုက်ပါတယ်သူကဝယ်သူတချို့ကိုအထုပ်တွေကမ်းပေးနေတာကိုကြည့်မယ်ဆိုရင်တော့ဆူရှီလုပ်ငန်းဆိုတာဖုံးကွယ်ထားတဲ့အကာအကွယ်တက်ဖြစ်ပြီးတော့တကယ်တော့ချိုင်ကမူရစ်ဆေးဝါးအယောင်းဝယ်လုပ်နေတာပါချိုင်ကားမောင်းထွက်သွားတဲ့နောက်ကိုအုတ်ကျူတယောက်သူ့အိမ်ထိနောက်ရောက်ခံလိုက်သွားပါတယ်နောက်နေ့မနေ့မှာချိုင်ကအိမ်ကနေပြီးတော့ထွက်သွားတာကိုအနီးနားကဆိုင်ကနေစောင့်ကြည့်နေပြီးတော့အခွင့်အရေးရတာနဲ့အိမ်ထဲကိုခိုးဝင်လိုက်ပါတယ်ပြီးတာနဲ့ကျွမ်းကျင်တဲ့လက်စနဲ့စကားတော့ကိုဖွင့်ပြီးတော့အထဲကိုဝင်သွားပြီးတော့နားထောင်လို့ရမယ်အတန်ပန်းဆက်အသေးသေးလေးတစ်လုံးကိုမမြင်သာတဲ့နေရာမှာဝှက်ပြီးတော့တက်ထားလိုက်ပါတယ်အိမ်ထဲကိုလိုက်ရှာရင်းနဲ့လက်ထိတ်တွေနဲ့တခြားလိမ်ပိုင်းဆိုင်ရာအသုံးဆောင်တွေအပြည့်ရှိတဲ့ဗီဒီယိုတစ်ခုကိုတွေ့လိုက်ရတာကြောင့်လန့်သွားပြီးတော့အန်ဆွဲတစ်ခုကိုဖွင့်ကြည့်လိုက်တဲ့အခါမှာအမျိုးသမီးတွေရဲ့အလောက်ကန်လိုက်နာမည်တက်ထားတဲ့ USB stick တွေကိုအများကြီးကိုတွေ့လိုက်ရပါတယ်ဘဲလီအကသမားလို့ရေးထားတဲ့ USB ကိုယူလိုက်တဲ့အခါမှာတော့သူ့လက်တွေတုံသွားပါတယ်အထက်ကဗီဒီယိုကိုဖွင့်ကြည့်လိုက်တဲ့အခါမှာမင်းဟီးကိုဗီဒီယိုနဲ့ချိန်ချောက်ခဲ့တဲ့တက်သေးတွေကိုတွေ့လိုက်ရတာကြောင့်မျက်နှာတစ်ခုလုံးဖြူပြော့သွားပါတယ်
ဒါတွေကြောင့်သူ့တငယ်ချင်းကိုတက်တည်သွားတာလို့သိလိုက်ရတဲ့အချိန်မှာတော့အုတ်ကျူရဲ့ဝမ်းနည်းမှုတွေကဒေါသအဖြစ်ကိုပြောင်းလဲသွားပြီးကလေးစားချေဖို့ကိုတစ္ဆာဆိုလိုက်ပါတော့တယ်နောက်ပိုင်းမှာတော့ချွိုင်အိမ်ပြန်ရောက်လာပြီးတော့တငယ်ချင်းတယောက်စီဖုန်းဆက်ရင်းနဲ့ကလတ်တစ်ခုမှတွေ့ဖို့ချိန်လိုက်ပါတယ်အုတ်ကျူကခိုးနားထောင်တဲ့ဆက်ကနေအကုန်ကြားနေရတာပါအုတ်ကျူကအချက်လက်တိုင်းကိုတိတိကျကျမှတ်သားထားပြီးတော့မင်းဟီရဲ့ဗီဒီယိုတွေကဘဲလေးအကသမားတွေဝတ်တဲ့ပုံစံမျိုးအပေါ်အင်ကြီးတစ်ထည်ကိုရှာဝတ်လိုက်ပါတယ်အဲ့ဒီညမှာသူကလတ်ကိုသွားပြီးတော့ဘားတန်းမှာထိုင်ရင်းနဲ့ဒုတိယထပ်မှာထိုင်နေတဲ့ချွိုင်ကိုမျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်ဒါပေမဲ့တနေရာမှာချွိုင်ပြောက်သွားပါတယ်အုတ်ကျူစိုးရင်တကြီးနဲ့ကလတ်ထဲမှာလိုက်ရှာနေတော့ချွိုင်နဲ့အမှတ်မထင်တိုက်မိသွားပါတယ်ချွိုင်ကသူ့ကိုတခြားတစ်ယောက်လိုမှားမှတ်သွားပေမဲ့အုတ်ကျူကအခွင့်အရေးကိုအတုံးချပြီးအတူတူတောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်မကြခင်မှာပဲသူတို့နှစ်ယောက်ချွိုင်ရဲ့ကားနဲ့မိုဒယ်တစ်ခုကိုမောင်းလာကြပါတယ်အဲ့ဒီနေရာကမင်းဟီကိုဗီဒီယိုရိုက်ခဲ့တဲ့ညစ်ပတ်ဆုပ်ပြက်နေတဲ့ဟိုတယ်တစ်ခုပါသူတို့အခန်းကိုယူနေတော့မှအုတ်ကျူကကောင်တာနောက်ကဝန်ထမ်းကိုတတိထားကြည့်လိုက်မိပြီးတော့အဲ့ဒီလူနဲ့ဒီနေရာကတခုခုတော့မှားယွင်းနေပြီဆိုတာခံစားလိုက်ရပါတယ်သူတို့နှစ်ယောက်မှောင်နေတဲ့လမ်းတစ်လျှောက်အခန်းစီကိုရှောက်သွားကြပါတယ်အခန်းထဲကိုရောက်တော့ချွိုင်ကသူ့ကိုဆေးခတ်ဖို့ကြိုးစားပေမဲ့အုတ်ကျူကတတိလက်ချင်အောင်အရင်ဆောင်လိုက်ပါတယ်ချွိုင်ကမျက်နှာဖုံးစွပ်ပြီးတော့အုတ်ကျူကိုထီပါနှောက်ရှက်နေတဲ့ပုံစံမျိုးဗီဒီယိုစရိုက်တော့တာပါပဲအုတ်ကျူကဓားထုတ်ပြီးတော့အတင်းခုံလိုက်ပေမဲ့ချွိုင်ကလည်းတုံ့ပြန်မှုမြန်ပါတယ်ဓားကိုသူ့လက်နဲ့ကာလိုက်ပြီးတော့နှစ်ယောက်သားတော်တော်လေးကြမ်းတမ်းပြီးတော့ရှုပ်ထွေးတဲ့တိုက်ပွဲတစ်ခုဖြစ်သွားပါတော့တယ်နှစ်ယောက်လုံးကကျွမ်းကျင်သူတွေဆိုပေမဲ့အုတ်ကျူကအသာစီးရသွားပြီးတော့ချွိုင်ရဲ့မျက်နှာကိုဓားနဲ့နက်အောင်ချစ်ချလိုက်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီမှာတင်မိုးတဲဝန်ထမ်းတစ်ယောက်ကအထဲကိုဝုန်းကနေဝင်လာပါတော့တယ်သူကချွိုင်ရဲ့ဂိုင်းသားဖြစ်ပြီးတော့လက်ထဲမှာတနက်ကင်ထားတာပါအုတ်ကျူကတုံဆိုင်မနေပဲနဲ့ရှောင်တိန်လိုက်ပြီးတော့အဲ့လူကိုလဲအောင်ရိုက်ချပြီးဇင်းညံလန်းကိုပြေးထွက်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီမှာလွှားဆက်ကင်ထားတယ်တခြားတစ်ယောက်နဲ့ထပ်တိုးပြန်ပါတယ်သူကတိုက်ခိုက်ဖို့မလုပ်ရသေးခင်မှာပဲချွိုင်ရဲ့သားကောင်ဖြစ်ခဲ့ရတယ်တခြားမိန်းကလေးတစ်ယောက်ကအနီးနားကတကားကိုကန်ဖွင့်လိုက်တာကြောင့်အဲ့လူကသူ့ရဲ့ခြေထောက်သူပြန်ဖြတ်မိသွားပါတယ်အုတ်ကျူနဲ့အဲ့ဒီမိန်းကလေးကချွိုင်ရဲ့လမ်ဘော်ဂီနီကားထဲကိုခုံဝင်ပြီးတော့အမြန်မောင်းပြေးသွားကြပါတယ်ဒီတော့တွင်းမှာတော့ချွိုင်ကဆေးရုံပေါ်မှာသတိပြန်ရလာပါတယ်သူ့ရဲ့မျက်နှာမှာတော့ချုပ်ရိုးကအပြည့်ပါသူ့ရဲ့ဂိုင်းသားတွေနဲ့တူတူသူတို့ရဲ့ဆရာကြီးဖြစ်တဲ့လူတစ်ယောက်လည်းပါပါတယ်အဲ့ဒီဆရာကြီးကချွိုင်ရဲ့ဒဏ်ရာတွေကိုဂရုမစိုက်ပါဘူးချွိုင်ကမူးယစ်ဆေးဝါးရောင်းဝယ်ရေးကိုအတုံးချပြီးတော့မိန်းကလေးတွေကိုဗီဒီယိုခိုးရိုက်ပြီးတော့သူ့ရဲ့ကိုယ်ပိုင်အကျိုးအမြတ်တွေချိန်ကြောက်တာတွေကိုတီးတဲ့အခါမှာတော်တော်လေးဒေါသထွက်သွားပါတယ်သူကချွိုင်ကိုနောက်ဆုံးသတိပေးချက်ပေးလိုက်ပါတယ်အဲ့ဒါကတော့3ရက်အတွင်းအုတ်ကျူကိုအရှင်ဖမ်းခဲ့မဟုတ်ရင်မင်းသေးပြီးမှတ်ဆိုပြီးတော့ပြောလိုက်တာပါအုတ်ကျူကသူကယ်လာတဲ့မိန်းကလေးကိုအစီအစဉ်တစ်တွေဆွဲဖို့အတွက်တိတ်ဆိတ်တဲ့ထမင်းဆိုင်လေးတစ်ခုကိုခေါ်လာပါတယ်ထမင်းစားနေရင်အဲ့ဒီမိန်းကလေးကရင်ဖွင့်လာရင်ထိတ်လန့်စရာအမှန်တရားတွေကိုပြောပြလိုက်ပါတယ်ချွိုင်ရဲ့ဂိုင်းကရက်ဆက်တဲ့လိန်ကုန်ကူးမှုလုပ်ငန်းကိုလုပ်ကင်တာပါမိန်းကလေးတွေကိုပစ္စည်းတစ်ခုလိုဆက်ဆံပြီးတော့ထွက်ပြေးဖို့လမ်းစာလည်းမရှိပါဘူးမိန်းကလေးတွေကတော်တော်လေးကိုကြောက်နေကြပြီးတော့ရိုက်ခံထားရတဲ့ဗီဒီယိုတွေပေါက်ကြားပြီးတော့သူတို့အပေါ်ပြန်သုံးချမှာကိုကြောက်နေကြတာပါဒါကြောင့်အဲ့ဒီမိန်းကလေးကထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပြီးတော့အုတ်ကျူကိုလည်းတခြားမိန်းကလေးတွေကိုချွိုင်ရဲ့ရက်ဆက်မှုတွေကနေပြီးတော့ကယ်ထုတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်အုတ်ကျူကစိတ်ဆုံးဖြတ်လိုက်ပြီးတော့ရှေ့ဆက်ရမယ့်တိုက်ပွဲတွေခြေရာဖျောက်ထားတဲ့လက်နက်တွေရဖို့တငယ်ချင်းဟောင်းတယောက်စီကိုဆက်သွယ်လိုက်ပါတယ်သူ့ရဲ့တငယ်ချင်းကတော့အန်ဒီယေကိုအာယုံခံပြီးလို့စိုးရိမ်နေပြီမယ်အုတ်ကျူကတော့မင်ဟီရဲ့အတွက်ကလေးစားပြန်ချေရမယ်လို့ဆိုပြောနေပါတယ်တငယ်ချင်းဖြစ်သူကမှောင်ခိုလက်နက်တွေရောင်းတဲ့တက်ကြီးရွယ်ကိုဇနီးမောင်နှံနဲ့တွဲဆုံပေးဖို့စီစဉ်လိုက်ပါတယ်ကွင်းမြင့်တစ်ခုထဲမှာအုတ်ကျူကအဖိုးကြီးကိုပတ်စံအပြေးပါတဲ့88ပေးလိုက်ပြီးတော့အဖိုးကြီးကသူ့ကိုပါတီကားပုံစံလုပ်ထားတဲ့ရောင်စုံပူပေါင်းတွေချိတ်ထားတဲ့ဘင်ကားစီကိုခေါ်သွားပါတယ်ဒါပေမဲ့ဝတ်ထားတဲ့အန်ဆွဲကိုဖွင့်လိုက်တဲ့အခါမှာဟောင်းနှွမ်းနေတဲ့တနက်အဆုပ်တွေကိုပဲတွေ့လိုက်ပါတယ်အုတ်ကျူကမျက်ပေါင်ကျုပ်လိုက်ပြီးတော့သဘောမကျပဲနဲ့ဒီထက်ပိုကောင်းတာကိုရှိလားဆိုပြီးမေးလိုက်တဲ့အခါမှာအဖွားကြီးကပြုံးလိုက်ပြီးတော့စက္ကန့်ပိုင်းအတွင်းလူကိုပြာဖြစ်စေမဲ့ frame through ကိုထုတ်ပြလိုက်ပါတယ်တစ်ဖက်မှာလည်းချွိုင်ကသူ့ရဲ့မူရစ်ဆေးဝါးချက်တဲ့နေရာမှာလုံနေတဲ့တငယ်ချင်းဟောင်းလည်းဖြစ်ဓာတုဗေဒပညာရှင်လည်းဖြစ်တဲ့မုံစစ်စီကိုတွားခဲ့ပါတယ်အုတ်ကျူကိုဖမ်းဖို့ကူညီပေးဖို့တောင်းဆိုတာပါအစပိုင်းမှာမုံစစ်ကပတ်သက်ရမှာကြောက်လို့ညင်းနေပေမဲ့ချွိုင်ကဝန်တန်းတရာပေးမယ်ဆိုပြီးတော့ကမ်းလှမ်းလိုက်တဲ့ခါမှာတော့စိတ်ကချက်ချင်းပြောင်းသွားပါတယ်မုံစစ်ကရဲတပ်ဖွဲ့တွေကအဆက်အသွယ်တစ်ခုစီကိုဖုန်းဆက်ပြီးတော့ချွိုင်ရဲ့လမ်ဘိုဂီနီကဘယ်နေရာမှာရှိလဲဆိုတာခြေရာခံဖို့အကူအညီတောင်းလိုက်ပါတယ်အိမ်မှာတော့အုတ်ကျူကနောက်ဆုံးတိုက်ပွဲအတွက်ပြင်ဆင်နေပြီးတော့လက်နက်တွေကိုတန်ရှင်းရေးလုပ်နေပါတယ်အဲ့ဒီမိန်းကလေးကသူ့ကိုတနက်ပစ်နီတင်ပေးဖို့တောင်းဆိုပေမဲ့အုတ်ကျူကစကားဖြတ်လိုက်ပြီးတော့နားလိုက်ဖို့ပဲပြောလိုက်ပါတယ်အဲ့ဒီညမှာပဲအုတ်ကျူက secret တောက်ဖို့အပြင်ထွက်ရင်းနဲ့လမ်းထိပ်ကဆိုင်မှာမစ်ချောကလက်ကိုတွားဝယ်လိုက်ပါတယ်အဲ့ဒီမှာမင်းဟီးပေးခဲ့တဲ့မွေးနေ့ကိတ်မုံအမှတ်တရကပြန်ပေါ်လာပါတယ်
အဲ့ဒါကသူပထမဆုံးမင်းချောကလက်စားဘူးတာဖြစ်ပြီးတော့အဲ့ဒီကလေးကသူ့အကြိုက်ဆုံးဖြစ်သွားခဲ့တာပါဒီအမှတ်တရတွေကမင်းဟီအတွက်တရားမျှတမှုရအောင်ယူပေးမယ်ဆိုတဲ့စိတ်ကိုပို့ပြီးတော့ခိုင်မာစေခဲ့ပါတယ်ဒါပေမဲ့သူအိမ်ပြန်ရောက်လာတဲ့အခါမှာတော့ဟိုမင်းကလေးမရှိတော့ပါဘူးဘာမှမလုပ်ရသေးခင်မှာပဲချွိုင်နဲ့မုံစစ်တို့ကရေချိုးခန်းထဲကနေချောင်းချောင်းတိုက်ခိုက်ပါတော့တယ်အုပ်ကျူကလည်းလွတ်အောင်ပတင်းပေါက်ကနေခုံချပြီးတော့ထွက်ပြေးလိုက်ရပါတယ်မြင်းဆောင်တစ်ခုမှာချွိုင်နဲ့သူ့ဆရာကြီးတွေ့ပြီးတော့အုပ်ကျူကိုတတ်ပြီးတောင်ပေါ်မှာမြုပ်လိုက်ပြီးဆိုပြီးတော့လိန်ပြောလိုက်ပါတယ်ဒါပေမဲ့ဆရာကြီးကသဘောမကျပါဘူးသူကအုပ်ကျူကိုအရှင်ဖမ်းခဲ့ဖို့ပြောထားတာကြောင့်မလို့ပါဒါကြောင့်အရန်တော်သားထွက်ပြီးတော့စိတ်ကုံသွားတာကြောင့်ချွိုင်ကိုသူ့ရဲ့လုပ်ငန်းတွေအကုန်လုံးရပ်ဆိုင်းပြီးတော့တခြားခိုင်းသားတစ်ယောက်စီလွှဲပေးဖို့ပြောလိုက်ပါတယ်ဒါကချွိုင်ကိုမယုံကြည်တော့ဘူးဆိုတဲ့သဘောပါပဲသူတို့ပုံအောင်နေတဲ့နေရာကိုပြန်ရောက်တော့ချွိုင်နဲ့မုံစစ်ကပြန်ပေးဆွဲလာတဲ့မိန်းကလေးကိုရေအေးတွေနဲ့ပတ်လှောင်ပြောင်နှိပ်စက်ပြီးတော့အုပ်ကျူဘဲမှာလဲဆိုပြီးမေးကြပါတယ်ဒါပေမဲ့အဲ့ဒီမိန်းကလေးကတော့အုပ်ကျူကိုတစ္ဆာမဖောက်ဘဲနဲ့နှုတ်ဆက်နေပါတယ်ဒီအတော်အတွင်းမှာအုပ်ကျူကမိုတယ်ကိုပြန်သွားပြီးတော့ချွိုင်ရဲ့လက်ပါစီနှစ်ယောက်လုံးကိုနှိမ်နှင်းလိုက်ပြီးတော့ချွိုင်ဘဲမှာရှိလဲဆိုတာပြောဖို့အတင်းကျပ်တောင်းဆိုပါတော့တယ်ပြီးတော့သူကမင်းဟီးစီကလက်ဆောင်ရထားတဲ့သူ့အကြိုက်ဆုံးဖက်နယ်လေးကိုစီနောက်ဆုံးတိုက်ပွဲအတွက်လက်နက်တွေအပြည့်ပြင်ဆင်လိုက်ပါတော့တယ်သူခြံဝင်းထဲကိုခြေချလိုက်တာနဲ့အဲ့ဒီမိန်းကလေးရဲ့သွေးတွေပင်နေတဲ့ယူနီဖောင်းကိုတွေ့လိုက်ပါတယ်အချိန်ကလည်းတိတ်မရှိတော့မှန်းသိလိုက်ရပါတယ်ဒါကြောင့်ဓာတ်လေကားထဲမှာချွိုင်ရဲ့လူ၃ယောက်နဲ့တိုးတော့လဲတုံဆိုင်မနေတော့ပါဘူးအကုန်လုံးကိုအလဲထိုးပစ်လိုက်ပါတယ်နောက်ဆုံးမှာတော့မြေအောက်မူရစ်စေးချက်တဲ့နေရာကိုရောက်သွားပါပြီအုပ်ကျူကအေးအေးဆေးဆေးတီတီငိမ့်ငိမ့်နဲ့ပဲအထဲကိုဝင်သွားပြီးတော့လူတိုင်းသတိထားမိအောင်တန်စကာကိုသူ့ရဲ့လက်နက်နဲ့အားပြင်းပြင်းရိုက်လိုက်ပါတယ်သူ့အတန်ကပြတ်သားပြီးတော့အေးဆက်နေပါတယ်အဲ့ဒီမိန်းကလေးဘယ်မှာလဲဆိုတာမင်းရင်းနဲ့တယောက်ယောက်ကသာပြောပြရင်ဘာမှမလုပ်ဖ ೇನೆ ပြန်ထွက်သွားပေးမယ်ဆိုပြီးတော့ဂရီပေးလိုက်ပါတယ်အဲ့ဒီချိန်မှာဂိုင်းကောင်းဆောင်ထွက်လာပြီးတော့ချွိုင်လိန်ထားတာကိုသိသွားပါတယ်သူကအုတ်ကျူကိုထိုင်ပြီးတော့အရက်တော့ဖို့ဖိတ်ခေါ်လိုက်ပါတယ်မင်းကငါးရန်သူမဟုတ်ဘူးလို့ပြောရင်းနဲ့ပေါ့ဒါပေမဲ့အုတ်ကျူကတော့မျက်နှာတစ်ချက်မှမခတ်ဘဲနဲ့သူ့ရဲ့တနက်ကိုမြှောက်ပြီးတော့ခေါင်းတဲတဲကိုပစ်ချလိုက်ပါတော့တယ်ကျန်တဲ့သူတွေကိုလည်းအုတ်ကျူကအဲ့ဒီမိန်းကလေးရှိတဲ့နေရာကိုဆက်ပြီးအတင်းမင်းနေပေမဲ့ဘယ်သူမှမပြောပါဘူးစိတ်မရှိတော့တဲ့အုတ်ကျူတယောက်တနက်ပြောင်းနဲ့ထောက်ပြီးတော့နှိပ်ဖို့လုပ်လိုက်တော့မှကြီးစံကုန်နေတာကိုသတိထားမိသွားပါတယ်ခေါင်းဆောင်ရဲ့လက်ထောက်ကဓာတ်ထုတ်ပြီးတော့သူ့ကိုပြေးဝင်တိုက်ခိုက်ဖို့ပြင်လိုက်ပြီးတော့ကြံတဲ့သူတွေကလည်းအနောက်ကနေလိုက်လာပါတယ်ဒါပေမဲ့အုတ်ကျူကချက်ချင်းပဲတခြားတနက်တစ်လက်ကိုထုတ်လိုက်ပါတယ်အုတ်ကျူရဲ့လှုပ်ရှားမှုကမြန်ဆန်ပြီးတော့တိကျလွန်တာကြောင့်တနက်တန်တွေလေထဲမှာပဲ့တင်တန်ထပ်သွားအောင်အုတ်ကျူကစပြီးပြစ်ခတ်ပါတော့တယ်တယောက်ပြီးတယောက်ရန်သူတွေကိုတေချာပေါက်တက်ကိုပြစ်ချနေတာပါအုတ်ကျူရဲ့ဒေါသနဲ့အားကိုးရမဲ့ဖြစ်နေတဲ့စိတ်တွေကကြီးစံတိုင်းမှာပါနေတယ်လို့ပါပဲလေ့ကျင့်ထားတယ်တိုက်ခိုက်ရေးသမားတယောက်လိုအမှားယွင်းမရှိလှုပ်ရှားနေတာပါသူ့ရဲ့လက်တွေကငြိမ်နေပြီးတော့လူအယောက်20လောက်ကိုပြစ်ချလိုက်နိုင်ပါတယ်အခုတော့ပြစ်မှတ်ကတယောက်ပဲကြံပါတော့တယ်အဲ့ဒါကတော့ခေါင်းဆောင်ရဲ့လက်ထောက်ပါပဲအုတ်ကျူကသူ့ကိုတနက်နဲ့ချိန်ထားပြီးတော့မျက်လုံးတွေကအေးဆက်ပြီးအလျှော်မပေးတဲ့ပုံစံမျိုးနဲ့ပါအဲ့လူကပြောဖို့ညင်းနေတော့မှပဲအုတ်ကျူကဖန်ခွဲစားတွေကိုသူ့ပါဇက်ထဲကိုအတင်းထိုးထည့်ပါတော့တယ်ပြီးတော့သူပြောလာတဲ့အထိအားပါပါနဲ့စတိုက်ထိုးချိတ်ပါတော့တယ်အဲ့ဒီတော်တွင်းမှာမုံစစ်ကသတိလစ်နေတဲ့အဲ့ဒီမိန်းကလေးကိုကားလေးနဲ့တင်ပြီးတော့ရောက်လာပါတယ်အုတ်ကျူကသူ့စီကိုရှောက်သွားပြီးတော့မိန်းကလေးရဲ့ကိုယ်ပေါ်မှာဒဏ်ရာတွေတွေ့တော့သူ့ရဲ့ဒေါသကအထွတ်ထိပ်စီကိုရောက်သွားပါတယ်သူကမုံစစ်ကိုစိုက်ကြည့်ရင်းနဲ့တနက်နဲ့ချိန်လိုက်ပါတယ်ခလုတ်ကိုဆွဲပြီးတော့ဒီကိစ္စကိုအပီးတတ်ဖို့အသင့်မြင်လိုက်ပုံမှာပဲဒါပေမဲ့ခလုတ်ကိုညှစ်တော်မဲ့အချိန်မှာပဲသူ့ရဲ့ပခုံးကနာကျင်မှုတစ်ခုကိုခံစားလိုက်ရပါတယ်ချွိုင်ကသူ့ရဲ့အနောက်ကနေခိုးကပ်လာပြီးပြစ်လိုက်တာပါမုံစစ်ကတော့တပြင်းချနိုင်သွားပါပြီသူကချွိုင်ကိုကြည့်ပြီးတော့ကျန်တာငါပဲရှင်းလိုက်မယ်ငါ့ကိုပေးရမယ်ဝန်တန်100ကိုမမေးနဲ့ဆိုပြီးပြောလိုက်ပါတယ်ဒါပေမဲ့မုံစစ်မသိတာကချွိုင်ကဘသူဘက်တော်သားမှမဟုတ်ဘူးဆိုတာပါပဲအခုတော့သူ့ကိုတားမဲ့သူမရှိတော့တာကြောင့်ချွိုင်ကအုတ်ကျူကိုအပြတ်ရှင်းဖို့အတွက်အုတ်ကျူစီကိုရှောက်လာပါတယ်အဲ့ဒီအချိန်မှာပဲကားနောက်ခန်းထဲကမိန်းကလေးကချွိုင်ကိုတနက်နဲ့ပြစ်လိုက်ပါတယ်အဲ့လိုအာယုံလွဲသွားတဲ့ခဏလေးမှာပဲအုတ်ကျူကသတိပြန်ဝင်လာပြီးတော့တခြားတနက်တစ်လက်ကိုဆွဲယူပြီးတော့ချွိုင်ကိုအပိုင်ပစ်ချလိုက်ပါတော့တယ်ဒဏ်ရာတွေနဲ့နှုံချိနေတဲ့မိန်းကလေး2ယောက်သားချွိုင်ကိုလူသူကင်းမဲ့တဲ့ကမ်းခြေတစ်ခုစီကိုခေါ်သွားပါတယ်ရောက်တဲ့အခါမှာတော့ချွိုင်ကအတနာခံပါတော့တယ်မင်းကငါတိတော့မတိတာဘာလို့ဒီလိုတွေလောက်ရတာလဲဆိုပြီးတော့မေးပါတော့တယ်အုတ်ကျူကတော့တီတီငိမ့်ငိမ့်နဲ့သူ့ရဲ့မျက်လုံးကိုစိုက်ကြည့်ရင်းနဲ့နင်ကငါတို့ကိုအားနေတယ်လို့ထင်ခဲ့တာနင်မှားသွားပြီဆိုပြီးပြန်ပြောလိုက်ပါတယ်ခဏလောက်အတန်သိပ်သွားပြီးတော့မှငါကဘဲလေးကသမားပဲဆိုပြီးတော့ထပ်ပြောလိုက်ပါတယ်အဲ့ဒါကိုကြားတော့မှသူဘာကြောင့်လက်စားချေနေရလဲဆိုတာချွိုင်ကသဘောပေါက်သွားပြီးတော့မျက်နှာတစ်ခုလုံးဖြူပြော့သွားပါတော့တယ်သူကတုံရီနေတဲ့အတန်နဲ့နောက်ဆုံးအကြိမ်သနာခံလိုက်ပါတယ်သူ့မှာရှိတဲ့ပတ်စံတွေအကုန်ပေးပါမယ်အသက်ကိုချမ်းသာပေးပါပေါ့ငါတေးရမှာမထိုက်တန်ပါဘူးဆိုပြီးတော့တောင်းပန်လိုက်ပါသေးတယ်ဒါပေမဲ့အုတ်ကျူကသူ့ကိုရိုက်ချလိုက်တဲ့ချိန်မှာတော့ချက်ချင်းပဲစိတ်ပြောင်းသွားပြီးတော့မင်းဟီရဲ့ခန္ဓာကိုယ်ကိုလှောင်ပြောင်သွားတော့တယ်သူ့ရဲ့အဝတ်မပါတဲ့ခန္ဓာကိုယ်ကိုမြင်ခဲ့ရတာပဲဆိုပြီးတော့ပြောပြီးရရဆက်ဆက်ရေမောပြလိုက်ပါတယ်အဲ့ဒီမှာတဲ့အုတ်ကျူကသူ့ရဲ့ frame တူဝါကိုဖွင့်ချလိုက်ပါတော့တယ်ချွိုင်မီးလောင်နေတာကိုအုတ်ကျူထိုင်ကြည့်နေလိုက်ပါတယ်ချွိုင်ရဲ့ရက်ဆက်မှုတွေကြောင့်ဖြစ်ခဲ့ရတဲ့နာကျင်မှုတွေကအဲ့ဒီမီးတောက်ထဲမှာပဲအဆုံးသတ်သွားပါပြီ
နောက်ပိုင်းမှာတော့အုတ်ကျူရဲ့စိတ်ထဲမှာမင်းဟီးနဲ့ကန်းကြီးမှာပြောခဲ့ကြတယ်အမှတ်တရတွေပြန်ပေါ်လာပါတယ်မင်းဟီးကအေးအေးဆေးဆေးပြုံးပြီးတော့9ရက်တခုသေးသောဆန္ဒကလွတ်လွတ်လပ်လပ်နေထိုင်သွားဖို့ပဲလို့ပြောခဲ့ပူပါတယ်အဲ့လိုကလေးသားချိလိုက်တာကတကယ်ချင်းဖြစ်သူကိုပြန်ရှင်းလာအောင်မလုပ်ပေးနိုင်ခဲ့ပေမဲ့ဒါကသူလုပ်ပေးနိုင်တဲ့တရားမျှတမှုနဲ့အနည်းဆက်ဆုံးအရာပါပဲအားလုံးပြီးသွားတဲ့နောက်မှာအုတ်ကျူကချွန်ရဲ့အိမ်ကိုသွားပြီးတော့တက်တဲ့အထောက်ထားမှန်သမျှကိုလိုက်ပြီးစုဆောင်းပါတယ်ချွန်ရဲ့ရက်ဆက်မှုအောက်မှာခံစားခဲ့ရတဲ့အမျိုးသမီးတွေအားလုံးသူတို့နဲ့ထိုက်တန်တဲ့တရားမျှတမှုရရှိဖို့အတွက်အုတ်ကျူတယောက်ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ကိုချလိုက်နိုင်မှာတော့တယ်ဟုတ်ကဲ့ဒီလိုမျိုးဇာတ်လမ်းကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ